ပါရှင်ယခုမြင်နေရတဲ့ဝတ်စုံလေးကတော့ကတ်နဲ့တနန်းသူညီမလေးတို့စီစဉ်ပြီးတော့မှဖန်တီးထားတဲ့ဝတ်စုံကလေးဖြစ်ပါတယ်ဒီဝတ်စုံလေးပဲအားသာချက်ကတော့လေကဘာကိုမျိုးဦးစားပေးပြီးသုံးထားလဲဆိုလို့ရှိရင်တော့ဘေဒါဘင်ရဲ့ဒီဇိုင်းလေးပေါ့နော်ဘေဒါပန်းလေးကိုဦးစားပြုပြီးတော့ဒီ idea ထုတ်ထားတာပေါ့နော်နောက်တစ်ခုကကြတော့ကက်ကြိုက်တဲ့ဒီ hot neck ကိုလည်းသုံးထားတယ် corset ကလေးကိုလည်းပါသွားတယ်ကိုယ့်ရဲ့တပည့်လေးကြိုက်တဲ့ဒီ dress အတူလေးကိုလည်းကတော့သုံးပေးထားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီဝတ်စုံကလေပုံစံမျိုးစုံဝတ်လို့ရတယ်ဆိုတာကိုမြင်သာစေတယ်ပေါ့နော်အဲ့တော့ကက်တို့ဒီအောက်ဖျားလေးမှာဆိုလဲ handmade ကလေးသုံးထားတယ်ဒီနေ့အဖြစ်ဒီပွင့်ဖက် handmade ကလေးတွေကကြတော့ကဲတော့လမ်းလျှောက်တဲ့အခါမျိုးမှာဒီပွင့်ဖက်ကလေးပေါ့နော်လှုပ်လှက်လေးဖြစ်သွားအောင်တနည်းအားဖြင့် harmony ပေါ့နော်လိုက်သွားအောင်လို့ကဲတော့ထည့်ပေးထားတယ် color အရောင်လေးကတော့ဒီလိုမျိုးလေးပေါ့နော်အဖျော်လေးတွေပဲသုံးပေးထားတာပါရှင်ပြီးတော့ဒီဝတ်စုံရဲ့ကဲတော့ဒီနောက်ကျောဆိုလို့ရှိရင်လေကျိုးလေးနဲ့ပေါ့နော်လူငယ်ဆန်လေးဖြစ်သွားအောင်ကဲတော့သုံးထားတယ်ဘေးတိုက်ကလေးဆိုလေသူကတအားလှတယ်ပေါ့နော်ဝတ်စုံရဲ့ဒီ corset drugs လေးတစ်ခုတည်းဝင်လဲလှတယ်လို့ယခုလိုမျိုးဒီကဲတော့ပေါ့နော် creation လုပ်ပြီးတော့လဲဝတ်ဆင်သွားလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ဒီဝတ်စုံလေးပါ